ကဲရပြင်ဆင်ပြီးတော့ချက်ထုတ်လို့မင်းငါးစီသက်လိုက်ငါမင်းငါးစီသက်မှမှတ်နေတာဟာတော့ငါမင်းငါးစီသက်သက်မှထင်နေတာငါလည်းမျိုးငါးစီသက်လို့ထင်တာပေါ့ငါလည်းမတတ်တယ်ဘူးဟာမင်းမတတ်တယ်လို့ဘာမှမတတ်ဘူးငါတော့ဆက်လို့ရဟာဘယ်သူကြီးလဲဘယ်ပေါ်လားငါနဲ့မင်းတို့အခက်အခဲဖြစ်နေလို့ခုနေပူထားတယ်မင်းတို့ငါးစီမတတ်တယ်လေပြဿနာမရှိဘူးကြောက်သွဲနေပြီပေါ့ကွာမင်းတို့နှစ်ကောင်မင်းတို့တည်တတ်တယ်အေးတည်တတ်ကြပြီအဲ့ဒါငါးစီသက်ပါတယ်ဟာရလက်ကဘော်ဒီနဲ့ပေါ့ဒါကြီးဘာကြီးတော့ညို့လာလေငေါတော့မိုးရတယ်ဒီနဲ့ပေါ့ရတယ်ငါလာပါနဲ့သူသွဲနေပြီပေါ့ကွာချက်ဒါလည်းကိုယ်ပြီးပြီဆိုတော့ဒါလည်းသွားတော့နော်စေမကောလူမမမန်းဒီလိုတရတာနဲ့ရတာကောင်းမှုနဲ့ငါတို့ဘက်ကိုချက်စားလို့ရတယ်နောက်ဆိုရင်နောက်တစ်ခါငါတို့ရုံးပိတ်ရတဲ့အတိုင်းဆွဲနေပြီးငါပဲချက်စားကြ